Okay မင်္ဂလာပါကျွန်တော်တို့ဒီနေ့ပေါ့နော်ထားမှတ်နဲ့ကျွန်တော်တို့ BAB environment set လုပ်တဲ့ပုံစံကိုကျွန်တော်ပြသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အရင်ဆုံးတော့ကျွန်တော်တို့ဒီထားမှတ် app ကိုကျွန်တော်တို့ဖုန်းနဲ့လိုက်လုပ်မဲ့သူတွေကဒီထားမှတ် app ကို download လုပ်ထားဖို့လိုမယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီနောက်တစ်ခုက file manager ပေါ့နော်file manager မဟုတ် code editor sorry အဲ့တော့ a code ဆိုတဲ့ code editor လေးကို download ထားလိုက်ပေါ့နော်ဒီကောင်လေးကို download ထားလိုက်ဒါကတော့ Android phone မှာပဲသုံးလို့ရမှာ iOS မှာတော့မရဘူးဒါပေမဲ့ကျွန်တော်အခုလုပ်ပြမှာကျတော့ Android phone နဲ့ပဲလုပ်ပြမှာဒါပေမဲ့ကျွန်တော်ကကျတော့လောလောဆယ် laptop နဲ့ record လုပ်ပြီးတော့တင်ပေးမှပြစ်တာကြောင့်မို့လို့ကျွန်တော်ဒီ emulator နဲ့ပြမယ်ဒါလည်း Android emulator ပဲအဲ့တော့ Tarmac ကို install ပြီးတော့လို့ရှိရင်တော့ကျွန်တော်တို့ Tarmac app ထဲကိုဝင်လိုက်ပေါ့နော်ဝင်လိုက်ရင်တော့ဒီပုံစံအရင်ဆုံးစပြီးတော့မြင်ရမယ်အဲ့ဒီအခါကျရင်ကျွန်တော်တို့ comment လေးတွေစပြီးတော့ run မယ်အဲ့တော့ဒီ comment တွေကလောလောဆယ်တော့အလို့ရကြမလို့ဒါပေမဲ့ကျွန်တော် comment တစ်ခုချင်းစီကိုတော့ရှင်းပြရမယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့ဘာလုပ်မလဲဆို sudo ဆိုsorry apt ကျွန်တော်တို့update ဆိုပြီးကျွန်တော်တို့အရင်ဆုံးလုပ်မယ်အဲ့တော့တချို့ဒီဟိုပါပေါ့နော် internet တွေကတော့ VPN လိုတာမလိုတာဖြစ်နိုင်တယ်ကျွန်တော်ကတော့ VPN လောလောဆယ်မလိုသေးဘူးเนาะပြီးတော့ apt upgrade ဆိုပြီးကျွန်တော်တို့လုပ်မယ်โอเคဒါဆိုရင်အကုန်လုံးကျွန်တော် y ဆိုပြီးကျွန်တော်တို့ရိုက်လိုက်ပေါ့နော် y လို့ရိုက်လိုက်တာနဲ့ကျွန်တော်တို့လိုအပ်တဲ့ကျွန်တော်တို့ dependency တွေ upgrade လုပ်မယ် dependency တွေဘာလဲဆိုတော့သိစရာမလိုဘူးကျွန်တော်လုပ်တဲ့အတိုင်းပဲလောလောဆယ်လိုက်ပြီးတော့လုပ်သွားလိုက်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ y ကိုပဲဆက်ပြီးတော့ရေးပေးမယ်အဲ့ဒါဆိုဒီလောက်ဆိုရပြီ okay fine အကုန်လုံးပြီးသွားပြီအဲ့တော့ကျွန်တော်တို့ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဘာကို run ကြည့်မလဲဆိုတော့PHP ဆိုပြီး run ကြည့်လိုက်ကျွန်တော်တို့ that program PHP is not installed ဆိုပြီးပြလိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့သူပြထားတဲ့အတိုင်းပဲ pkg install php ဆိုပြီးကျွန်တော်တို့ php package လေးကို install လုပ်မယ်အဲ့ဒါဆိုရင်အရင်ဆုံး install လိုက်ပြီး y ဆိုပြီးကျွန်တော်တို့ yes လုပ်လိုက်ဒါဆိုရင်ကျွန်တော်တို့က php ကိုစပြီးတော့ download နေပြီဒီ package မရှိဘဲနဲ့ဒီ terminal မှာသုံးလို့မရဘူးเนาะကျွန်တော်တို့ဒါတွေကိုဘာလဲဆိုတာအရင်သိစရာတော့မလိုဘူးဒါပေမဲ့ဒါဒီ terminal ဆိုတာသိဖို့လိုတယ်ဒါဖုန်းနဲ့လိုက်လုပ်မဲ့သူတွေအတွက်ပေါ့နော် okay ဒါဆိုကျွန်တော်တို့ php ဆိုပြီးကျွန်တော်တို့ရိုက်ကြည့်လိုက်မယ်ဆိုကျွန်တော်တို့ဒါဆို php comment ရှိတော့အဲ့ဒါကြောင့်မလို့ဒီမျိုးဖြစ်သွားပြီကျွန်တော်တို့ control C နဲ့ကျွန်တော်ထွက်လိုက်မယ် okay ဆိုတော့က control C ကျွန်တော်ဒီမှာ laptop နဲ့ဆိုတော့နည်းနည်းလေးတော့ဟောပြမယ်အဲ့တော့ကျွန်တော်တို့လည်းနည်းလွယ်မရ control php version ဆိုကျွန်တော်တို့နှိပ်ကြည့်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ php version ဒီ 8.4 ဖြစ်နေတယ်ဆိုတော့တွေ့ရမှာဖြစ်တယ် okay ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီ Android တွေကိုပေါ့နော် php ရောက်သွားပြီလို့ကျွန်တော်ယူဆရဒါပေမဲ့ကျွန်တော်တို့ PHP ကိုဘယ်လို run မလဲဆိုတော့ကျွန်တော်အခုဆက်ပြီးတော့ပြောမယ်ပေါ့နော်အဲ့တော့ PHP ကိုဘယ်လို run မလဲဆိုရင်အရင်မခတ်ဘူးဘယ်လိုလုပ်လို့ရလဲဆိုရင်ကျွန်တော်တို့အရင်ဆုံး PHP file လေးကိုစောင့်မယ်အဲ့တော့ PHP file စောင့်ရင်ဘာမှသွားစောင့်မလဲဆိုရင်ကျွန်တော်တို့ကထုံးစံအတိုင်းပဲဘာမှသွားစောင့်မလဲဒီကျွန်တော်တို့ရဲ့internet storage ထဲမှာသွားစောင့်မယ်ဒါမှမဟုတ် SD card ထဲမှာသွားစောင့်မယ် okay အဲ့တော့ကျွန်တော်တို့စပြီးတော့လုပ်မယ်အဲ့လိုမျိုး SD card ကို access လုပ်ဖို့ဆိုရင်ကျွန်တော်တို့က command နောက်တစ်ခု run ဖို့လုပ်မယ် tarmac set at storage storage ဆိုတဲ့ comment ကို run လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာallow လုပ်မှာလား allow မလုပ်ရဆိုတော့ file set ပေါ်လိမ့်မယ်တချို့ဖုန်းတွေကျတော့ pop up ပေါက်လေးနဲ့ပေါ်လိမ့်မယ်ဗျာ okay sorry Danny လုပ်မလားပေါ့နော် D9 လုပ်မလားဒါမှမဟုတ်ရင် allow လုပ်မလားပေါ့နော်ကျွန်တော်ကတော့ allow လုပ်လိုက်မယ်ဗျာအဲ့တော့ဒါကြတော့ကျွန်တော်ရဲ့ဟို Android version ကမြင့်နေလို့ပေါ့နော်ပြီးရင်ကျွန်တော် battery နဲ့ပြန်ထွက်မယ်ဒါဆိုရင်ကျွန်တော် internet storage ကို accept လုပ်လို့ set လုပ်ပြီးတော့အဲ့တော့ကျွန်တော်ထပ်ရိုက်ကြည့်လိုက်ကျွန်တော်တို့ထပ်ရိုက်မယ်ပြီးရင်သူကဘာပြောလဲဆိုတော့ storage ဒီ already exit ဖြစ်တော့ဒါဆိုရပြီဒါဆိုကျွန်တော်ကတော့တော့ရိုက်လိုက်မယ်နော် okay အဲ့ဒါဆိုကျွန်တော်တို့ဘယ်ထဲကိုတော့ cd သူ့ရဲ့အတိုင်းပဲဒီ file path လေးကိုကျွန်တော်တို့တော့ရဒါဒီကျွန်တော်တို့ဟိုဘောနော် file manager ထဲကိုဝင်ပြီးတော့ဗျာသိတယ်မလားဥမာထားပါတော့ internet file manager ထဲကိုဝင်ပြီးတော့ကျွန်တော်တို့တစ်ခုချင်းတည်သွားတာနဲ့အတူတူပဲအဲ့ဒါကိုကျွန်တော် example ပြမယ်ပေါ့နော်အဲ့တော့ example ပြမယ်ဆိုရင်ကျွန်တော်ဟာဖုန်းအောင်စောင်းသွားကျွန်တော်သစောင်းလေးလောက်တာအဲ့တော့ကျွန်တော်အတဲပြန်လုပ်လိုက်မယ်အတဲလေးပြန်လုပ်လိုက်မယ် okay အဲ့တော့ဓမ္မဆိုရင်ကျွန်တော် file manager ကိုကျွန်တော်ရှာလိုက်မယ်အဲ့တော့ဓမ္မဆိုရင် file ဆိုတဲ့အထဲမှာထည့်ထားတယ်အတူတူပဲဒါဒီ file manager ပဲနော်ဒါဒီကောင် automatic စောင်းနေဆိုစောင်းပါဗျာဟုတ်တယ်မလားအဲ့ဒီလိုလေးစောင်းပြီးတော့ဒီလိုမျိုးသွားတဲ့ဟာနဲ့အတူတူပဲဗျာအဲ့တော့ကိုယ့်ရဲ့ဒီဖုန်းရဲ့ SDK ထားပါတော့ဒါဆိုရင် internet storage ဆိုရင်ခင်ဗျားတို့ရှိမှာပေါ်နေလိမ့်မယ်အဲ့တော့ဒီထက်ကိုဆက်သွားအဲ့တော့ကိုလိုချင်တဲ့ပေါ့နော်folder တွေတက်ပေါ့ဥပမာထားပါတော့ download folder ဆိုရင်ဒီမှာ download လေးကိုနှိပ်လိုက်ရောက်သွားပြီဒီလိုမျိုးသွားတာနဲ့အတူတူပဲဒါဒီ cd command နဲ့သွားတာအဲ့ဒါကိုတခုမှတ်ထားမယ်နော် cd command နဲ့သွားတာအဲ့ဒါဆိုကျွန်တော် terminal ထဲကိုပြန်ပြီးတော့ပွင့်မယ်အဲ့ဒါဆိုတော့ကျွန်တော် terminal ပဲရောက်သွားလဲဒီမှာ tarmac ကိုပြန်ပွင့်မယ် sorry tarmac ပေါ့နော်အဲ့တော့ဒါဆိုရင်ကျွန်တော်တို့ဆက်သွားမယ်ဘယ်ကိုဆက်သွားမလဲဆိုရင်ကျွန်တော်လည်းထပ်ချင်မယ်ချဲတာအစင်းတော့ပြီ cd storage ဆိုပြီးကျွန်တော်ဝင်ကြည့်တယ်ပြီး ls ဆိုပြီးခောက်ကြည့် ls ဆိုတာ list file နော် ls ဆိုတာ list ပဲဒါပေမဲ့ ls ဆို comment ကိုလောက်လိုက်တာကိုထဲမှာရှိတဲ့ folder တွေအကုန်လုံးမြင်နေရမှာဖြစ်တယ်အဲ့တော့
ဒီထဲကိုဝင်သွားပြီဆိုတာနဲ့ဘယ်ထဲကိုရောက်သွားလဲဆိုကိုယ့်ရဲ့ internet storage တွေကိုရောက်သွားပြီလို့ယူဆလို့ရတယ်နော်အဲ့ဒါဆိုကျွန်တော်တို့ကဘာဆက်လုပ်ရမလဲကျွန်တော်တို့ Meta ဆိုကျွန်တော်တို့ကဘာလဲကိုယ့်ရဲ့ project folder တခုဆောင်မယ်အဲ့တော့ကျွန်တော်ကတော့နာမည်ကပေးလိုက်မယ် 80 လို့ပေးလိုက်မယ်နော်ကျွန်တော်80တွေကို cd ဆိုတဲ့ chain authority ဆိုတဲ့ comment နဲ့ဝင်လိုက်မယ်အဲ့ဒါဆို okay ဝင်သွားပြီ ls ဆိုတဲ့ comment ခောက်ကြည့်မယ်ဒါဆိုရင်ဘာမှမရှိသေးဘူးဒါပဲပြီးသွားပြီအဲ့တော့ဒါဆိုရင်ကျွန်တော်သွားပြီးတော့ file တစ်သွားဆောင်မယ်ဘယ်ကနေသွားဆောင်မလဲဆိုရင်ကျွန်တော်တို့ရဲ့ code editor လေးကနေသွားပြီးတော့ဆောင်မယ် okay အဲ့တော့ code editor လေးနဲ့သွားဆောင်မယ်ဆိုတော့ကျွန်တော်code editor ကိုဖွင့်မယ်အဲ့လိုပဲကျွန်တော်မှတ်နေတာနော် code editor ဖွင့်ဆိုတော့ကျွန်တော် code editor e code ပေါ့နော်အဲ့တော့ဒီကောင်ဖွင့်လိုက်ပြီအဲ့တော့ e code ကိုဖွင့်ပြီးသွားပြီဆိုရင်ကျွန်တော်ဘာဆက်လုပ်မလဲဆိုရင်ကျွန်တော်folder စောက်ဖို့သွားမယ်အဲ့တော့ folder စောက်ဆိုတော့လည်းတိုင်ရပတ်ပြီအဲ့လိုဆိုတော့အဲ့တော့ကျွန်တော်ဘယ်လိုသွားဖွင့်မလဲဆို open file ဆိုကျွန်တော်သွားဖွင့်မယ်နော်အဲ့လိုဆိုတော့ကျွန်တော်တို့က file အသစ်ကိုစောင့်အောင်ဆိုတော့ဒီကောင် UI ပြောင်းသွားတော့ကျွန်တော်လည်းတိုင်ပတ်အဲ့တော့ဒါအပွင့်လင်းပြဒါဟို premium version မဟုတ်လို့ပေါ့နော် setting နဲ့တစ်ချက်ဝင်ကြည့်လိုက်မယ်အဲ့ဒါ setting ထဲမှာကျွန်တော်တို့တို့ရင်းနဲ့ဟာနဲ့ရှာကြည့်လိုက် okay မရှိတော့ရကိစ္စမရှိဘူးကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဒီမှာ file နဲ့ဟိုသွားမှာ okay တွေ့ပြီ file နဲ့ဟိုတွေ့ပြီနော် as storage ဆိုကျွန်တော်တို့ထည့်မယ်အဲ့တော့ select folder ဆိုပြီးကျွန်တော်တို့ folder လေးသွားယူမယ်အဲ့တော့ကျွန်တော်တို့ထားခဲ့တဲ့ဟာကျတော့ internet folder ထဲမှာထားခဲ့ဆိုတော့ပြဿနာဒီကောင်ကရွေးလို့မရဖြစ်အဲ့ဒါဆိုတော့ coin တက်ပြီရပဲဒါပေမဲ့ target ကပေါ်နေအဲ့လိုဆိုတော့ target ရဲ့ storage ထဲကိုသွားပြီးတော့လို့ရှိရင်ကျွန်တော်တို့ဘာရှိမလဲဆို80 ဆိုတာလေးရှိအဲ့ကောင်လေးနှိပ်လိုက်ပြီး use the folder ဆိုတာလေးကျွန်တော်တို့ allow လုပ်လိုက်ရင်ရပြီဒါဆိုရင်ကျွန်တော်တို့80 folder ကိုဒီကနေ access လုပ်လို့ရသွားဟုတ်တယ်နော်အဲ့ဆိုဒီ80 folder ထဲကိုသွားပြီးတော့လို့ရှိရင်ကျွန်တော်တို့က new folder လေးစောင့်မယ် folder name ကျွန်တော်တို့ကဘာလို့ဆိုတော့php ပေါ့နော် okay အဲ့တော့ php basic ဆိုပြီးကျွန်တော် folder လေးတစ်ခုစောက်လိုက် okay ဒါကိုနှိပ်လိုက်ပြီးတော့လို့ရှိရင်ဒီ folder ကို select လုပ်ပြီးရင်ဒီအမှန်ကြီးလေးကိုနှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ okay ဒီ file ကိုကျွန်တော်တို့ဒီ folder လေးကိုကျွန်တော်ဖွင့်မယ်ဆိုပြီးပြောလိုက်ရတယ်ဒါပဲပြီးသွားပြီဟုတ်တယ်မလားအဲ့တော့ဒါကတော့ auto ဖွင့်နေပါတော့ဒါကိစ္စမရှိဘူးအဲ့တော့ဒီမှာကျွန်တော်တို့ကဘာလုပ်မလဲဆိုရင်ဒီမှာကျွန်တော်တို့ကပေါ့နော်ဟိုကလုပ်မယ်ပေါ့အဲ့ဆိုရင်ဒါပဲခလုတ်နေရမှာလေဆို control n လားမသိ control n မဟုတ်ဘူးအဲ့ဆိုတော့ကျွန်တော်တို့ဖုန်းမှာဆိုရင်ဗျာဟိုကလုပ်လိုက်လို့ရတယ်အဲ့ဆိုကျွန်တော် new file ပဲနှိပ်လိုက်တော့မယ်ကျွန်တော်ဟိုကကြတော့လက်နဲ့နှိပ်လို့မရတော့တိုင်ပဲနည်းနည်းပတ် okay အဲ့ဆိုကျွန်တော် index.php ဆိုကျွန်တော်ရေးလိုက်မယ် right အဲ့တော့ index.php ဆို file ကိုစောက်လိုက်မယ် okay ဒါဆိုရင် index.php file ရောက်သွားပြီဒီကောင်ကျွန်တော်ရွှေ့လို့ရမရဘူးအဲ့ကွာတက် okay အဲ့လိုဆိုတော့မိတ်ဆွေတို့ကတော့ဒီမှာကျွန်တော်တို့ကနှိပ်ပြီးတော့လုပ်လို့ရဒါပေမဲ့ကျွန်တော်ရှိမှာမရဘူးမရတော့ကျွန်တော်တော့တိုင်ပတ်ပြီအဲ့ဆိုတိုင်ပတ်တော့ကျွန်တော်ကဘယ်လိုလုပ်မလဲဆိုတော့အဲ့ဒီခုနကကျွန်တော်တို့ဒီ new file ဆိုကျွန်တော်စောက်ကြည့်ပါနော်ဖုန်းမှာတော့လွယ်လိမ့်မယ်တိလားဘာလို့လဲဆိုတော့ဒီကောင်ကဖုန်းအတွက်ထုတ်တာဟိုက laptop နဲ့ရရနဲ့တိုင်ပတ်နေ okay အဲ့တော့ဒီကောင်ရဲ့ဟိုဟာကိုကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီ folder ကိုကျွန်တော်ရွှေ့ရမယ်ဒီ folder ဒီ php basic folder အောက်ကိုကျွန်တော်ရွှေ့ရမှာရွှေ့လို့မရတော့ကျွန်တော်ဘာလုပ်မလဲဆိုတော့ရှင်းလေးရကျွန်တော်ဒီကောင်ထဲမှာကျွန်တော်သွားပြီးကျွန်တော် terminal ကနေ file စောက်လိုက်မယ်အဲ့တော့မိတ်ဆွေတို့ကတော့ဒီထဲမှာ file ဓာတ်ရိုက်စောက်လို့ရကျွန်တော်စောက်မရတာเนาะဒါကျွန်တော်ရဲ့ဒါ laptop မှာဖြစ်နေလို့မရတာเนาะအဲ့ဒါတခုဒါဆိုကျွန်တော် terminal ကိုပြန်ဝင်ပြီးတော့လို့ရှိရင်ကျွန်တော်php basic ဆိုတဲ့ထဲကိုဝင်လိုက်မယ် okay ဒါဆို ls ခောက်ခြင်းဘာမှမရှိဒီမှာဆိုရင်တွေ့ရနော် list ခောက်လိုက်တာနဲ့ php basic folder ရောက်နေ cd လေးနဲ့ဝင်လိုက်တယ် okay ပြင်ကျွန်တော်ကတော့ဒီမှာ file တစ်စောက်လိုက်ဒါတွေကသိစရာမလိုဘာလို့ဆိုမိတ်ဆွေတို့ကအထဲကိုဝင်ပြီးတော့အဲ့တော့ကိုယ့်ဘာသာကိုကလှုပ်လိုက်ပေါ့နော် index.php ဆိုကျွန်တော်စောက်လိုက်ပြီ okay ဒါဆိုကျွန်တော် ls ခောက်ခြင်း index.php file ရောက်နေဒါပဲပြီးပြီအဲ့ဆိုကိုယ့်ကိုဟိုဟာဖုန်းနဲ့ဆိုရင်ဒီကောင်လေးကိုကျွန်တော်တို့ဖိလိုက်တာနဲ့ဗျာတိလားဟောရတယ် sorry feed လို့ရတယ် sorry feed လိုက်ရုံပဲဖိလိုက်ပြီးကျွန်တော် index.php file စောက်လို့ရတယ်ဒါပေမဲ့ကျွန်တော်ထပ်မစောက်တော့ဘာလို့ဆိုရင်ဒီကောင်ကိုကျွန်တော်ဟိုကလုပ်လို့ရသွားပြီပေါ့နော်အဲ့တော့ဒါဆိုကျွန်တော်ပိတ်လိုက်မယ်ပိတ်ပြီးတော့ပြန်ဖွင့်မှရမှာပြဿနာဟိုထဲမှာသွားစောက်လို့ပေါ့နော်အဲ့တော့ကျွန်တော်ပြန်ပြီးတော့ဒီမှာ open ခုနပဲရောက်လာလဲ folder ပြဿနာအဲ့ဒါ wine တက်ပြီเนาะအဲ့တော့ကျွန်တော်ဒီမှာဘယ်ကိုသွားနှိပ်မလဲဆိုတော့ဒီမှာ file ဆိုရှိတယ်ကျွန်တော်ဒီမှာ file browser တွေ့ရနော်ဒီမှာဒါလေးကိုအမှန်ချစ်လိုက်ရတဲ့ select ပြီးသားဖြစ်သွား okay ဒါဆို index.php file ရှိတယ် okay အဲ့တော့ဒါဆိုရင်ကျွန်တော်တို့ php စာပြီးရေးမယ် okay အဲ့တော့ php စာရေးမယ်ဆိုတော့ question mark နော်ဒါရပေါ်လာတော့ what the heck အဲ့တော့ question mark ပေါ့နော်အဲ့တော့ဒီမှာ question mark php ဆိုကျွန်တော်တို့ဒီမှာ echo ဘာလုပ်မလဲ hello ပါတယ် wow ပေါ့နော်တမလားဒါဆိုကျွန်တော်တို့ဒီကောင်ကိုသွားပြီးတော့ run မယ်ဆိုရင်ဘယ်ကိုသွားမလဲ terminal ကိုသွားရမယ် okay terminal ဆိုတာဒီ android မှာဆိုထားမှတ်ပဲ okay နော်အဲ့တော့ run မယ်ဆိုရင် php အဲ့တော့ဒီမှာ index file ရှိပြီးသားအဲ့တော့ php ဆိုပြီးကျွန်တော်တို့ဗာလဲ index.php ဆို run လိုက်ဒါဆိုရင် तू က echo ထုတ်အောင်မယ်ဒါပေမဲ့ echo မထုတ်ဘူးဘာလို့ echo မထုတ်တာ okay အဲ့ဒါဆို coin တက်ပြီအဲ့ဆိုဘာလို့ echo မထုတ်တာတော့လို့
Okay sorry ကျွန်တော် save ဖို့မေ့သွားတယ် okay ဒါမှကျွန်တော် auto save ဖွင့်မှာအဲ့တော့ control နဲ့ s နဲ့ကျွန်တော်လုပ်ရကျွန်တော်ရှိမှာ save ဖို့နည်းနည်းအဲ့လိုခလုတ်လေးလိုက်နေတဲ့အတိုင်း save လိုက်မယ်အဲ့တော့ base ကတော့ okay ခင်ဗျားတို့ကတော့ဒီမှာ save လုပ်ချင် setting နဲ့ကိုသွားလိုက်နော်ပြီးတော့လို့ရှိရင်ဒီမှာ auto save ရှိတယ်ရှာကြည့်လိုက်မယ်နော်အဲ့တော့ဒီမှာဆိုကျွန်တော်ရှာကြည့်လိုက် auto save save ရှာကြည့်လိုက်အဲ့တော့ဒီမှာကအဲ့တော့ f setting နဲ့ဝင်လိုက်ဗျာအဲ့တော့ f setting နဲ့ဝင်ပြီးရင်ဒီမှာရှာမယ်ဘာမှလဲ auto save ကဘယ်လောကရောက်သွားလဲမသိဘာလဲ no come on quick to trigger မျိုးရှိမယ်အဲ့တော့ဒီမှာ key ပိုင်းနဲ့ full screen auto save button ဘယ်လောကရောက်သွားလဲမသိအဲ့တော့ပြဿနာပဲအဲ့တော့ကျွန်တော်လည်းလိုက်ရှာလာ confirm console what okay no quick to အဲ့တော့ဒီမှာကျွန်တော်မတွေ့ဘူးအဲ့တော့မတွေ့ဘူးဆိုကျွန်တော် editor setting မှာတစ်ချက်သွားရှာ auto save က off နေတယ်ကျွန်တော် 1 ထားလိုက်ရင် on သွားပြီเนาะ1ထားရင်မ on ဘူးလေအဲ့ဆို true ထားလိုက်မယ် dr yes go what ဗျာ1000ပေါ့အဲ့တော့ဒါဆို auto save ဖြစ်သွားပြီဒါနဲ့တော့ဟိုဖြစ်တယ်ပေါ့နော်ကိစ္စမရှိဘူးဒါပေမဲ့အဲ့ဆိုကျွန်တော် echo hello world လုပ်ပြီးသွားရင်ကျွန်တော်ဘယ်ကိုသွားရမလဲဆိုတော့ terminal ကိုသွား run ကြည့်မယ် okay php ကျွန်တော်တို့index.php ဆို run ကြည့်တယ်ဒါဆိုရင်တော့တွေ့ရမလား hello world ဆိုတဲ့ဟာတွေ့လာပြီ okay ဒါဆိုရင်ကျွန်တော်တို့ဖုန်းထဲမှာ php run လို့ရသွား okay အဲ့ဆိုရင်ကျွန်တော်တို့ထပ်ပြီးတော့ဗျာကျွန်တော်တစ်ခုခုရေးကြည့်အောင် okay အဲ့ဒါဆိုရင်ကျွန်တော် function တစ်ခုရေးကြည့်မယ်ကျွန်တော်တို့ကဒီကောင်အဆင်ပြေမနေဘူးဒါဘာဖြစ်လို့ပေါ်လာလဲမသိ okay ဒါဆိုပြဝိုင်းကောင်းတယ် okay ဒါဆိုရင်ကျွန်တော်function ဆိုပြီးကျွန်တော်တို့ function okay ဒီမှာဆိုရင် say hi ဆိုတော့เนาะ okay ကျွန်တော် greet လို့ပဲပြောလိုက် okay greet greet အဲ့ဒါဆိုရင် greet function ခေါ်ကျွန်တော် echo hello world ဆိုပြီးကျွန်တော်တို့ကလာမယ်ဟုတ်တယ်မလား hello world ဆိုရဲ function လာမယ်တိုင်ရပတ်ပြီ sorry ပါကျွန်တော်လက်တော့နဲ့ရိုက်တာဆိုတော့နည်းနည်းအကျဉ်းပါနေတော့ဒီ function လေးကျွန်တော်ခေါ်လိုက်မယ်ဆိုရင်အဲ့တော့ဖုန်းမှာတော့နည်းနည်းခုနလိုမျိုးပေါ့နော်ဖုန်းနဲ့ရေးတဲ့တာအဆင်ပြေတယ်ကျွန်တော်ဒီမှာအစမ်းပြတဲ့နေရာဒါ emulator နဲ့ပြင်နေအဆင်ပြေတော့ဒါဆို auto save ဖြစ်သွား save ပြီး auto save တာပဲเนาะအဲ့ဆို auto save သွားတော့ကိစ္စမရှိဘူးအဲ့တော့ဒီမှာကျွန်တော်သွား run မယ်ဒါဆိုရင်ကျွန်တော်တို့line number 5မှာ error တက်ပြီဘာလို့ error တက်လဲသွားရှာအောင် okay ဘာလို့ error တက်လဲဆိုရင်ရှင်းလေးဒီမှာကျွန်တော်ဗာကြံခဲ့တယ် semicolon ကြံခဲ့တယ်ဟုတ်တယ်မလားအဲ့ဒါဆိုရင်ကျွန်တော်တို့မှာသွားပြီးတော့ run ကြည့်လိုက် okay ဒါဆိုရင် hello world ပဲတူပဲဗျာဒါပေမဲ့ဒါကျွန်တော် example ပြတာဘာကိုပြချင်တယ်လဲဆိုတော့ auto save ဖြစ်သွားတယ်ဆိုတော့ပြန် okay ဒါကျွန်တော်ဖြတ်လိုက်တယ်ဒါနောက်ကြည့်ဟုတ်တယ်နော် okay ဒါဆိုကျွန်တော်ပြန်ပြီးတော့ဟိုပါလောက်လိုက်ပြီ semicolon လေးပဲလေဒါပဲအဲ့တော့ဒါအထိရသွားပြီအဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော် PHP နဲ့ server ဘယ်လိုထောင်မလဲပေါ့နော်အဲ့ဒီပြဿနာလေးကျွန်တော်ရှင်းရအောင်အဲ့တော့ PHP နဲ့ server ဘယ်လိုထောင်လဲဆိုတော့ဘာမှမကဲဘူးဒီမှာ index.php file ဆိုပြီးစောက်လိုက်ပြီးတော့လို့ရှိရင် php-s s ဆိုတာ server ပြောနော်အဲ့တော့ local host ပေါ့နော် serve လောက်တာပြော local host ဘယ်လောက်မှာ local host လဲ8000မှာကျွန်တော်တို့ run ချင်တယ် okay ဘယ် file ကိုလဲကျွန်တော်တို့ index.php file run မယ် okay ဒါဆိုရင် local host 8000မှာ run နေအဲ့ဒါဆိုရင်ကျွန်တော် browser ထဲမှာသွားပြီးတော့ဖွင့်လိုက်ရပြီเนาะအဲ့တော့ browser ဆို phone browser တွေကျွန်တော်တို့သွားမယ်အဲ့တော့ phone browser chrome နဲ့ကိုကျွန်တော်သွားလိုက်မယ်အဲ့တော့ chrome နဲ့ကိုသွားပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီမှာ local host 8000 run လိုက် okay ဒါဆို hello world ရပြီဒါပဲပြီးပြီဘာမှကြံတာတွေစိတ်ပူစရာမလိုပြီးသွားပြီဟုတ်တယ်မလားအဲ့တော့ကျွန်တော်တို့သွားပြီးတော့ဒီမှာတစ်ခုပြောင်းကြည့်မယ်ဗျာဟုတ်တယ်မလား echo hello world ဆိုတာကျွန်တော်တို့ကဲထားပါတော့ကျွန်တော်တို့ဒီမှာဆိုရင်ဒီကောင်တွေအကုန်လုံးကျွန်တော်ဖြတ်လိုက်မယ်ဖြတ်မယ်ဆိုတော့ဖြတ်မယ်ဆိုတော့ကတဲ့ထားပါတော့ကျွန်တော် greet function ခေါ်ထားတာတစ်ခုထားပါဗျာ okay ဒါဆိုပိတ်လေးပိတ်ပြီးကျွန်တော် h1 ဆိုကျွန်တော် hello world ဆိုပြီးလုပ်လိုက်မယ် okay ဒါကိုကျွန်တော်တို့ save လိုက်မယ်တော့ auto save လိုက်မယ်ပြီးတော့ကျွန်တော်တို့ဒီမှာ browser သွားမယ်ပြီးရင်ဒီမှာ refresh ချမယ်အဲ့တော့ refresh ချတာအရင်တော့လွယ်တယ်အခုကမလို့ဆိုကျွန်တော် hard reset ချမယ် okay ဒါဆိုရင်အလုပ်လုပ်တယ် okay ဒီလောက်ရသွားပြီဆိုရင်ကျွန်တော်တို့ကဘာလုပ်လို့ရပြီလဲဆိုရင် PHP ကိုဖုန်းမှာ download လို့ရပြီ okay ကျွန်တော်တို့ဒီနေ့သင်ခန်းစာကတော့ဒီလောက်ပဲပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့ဒီနေ့သင်ခန်းစာရဲ့အဓိက ultimate goal ကဘာလဲဆိုရင်ကျွန်တော်တို့ဖုန်းမှာ PHP ဘယ်လို run လဲပေါ့နော်အဲ့တော့အကယ်၍ကိုကနားမလည်ဘူးဆိုရင်ဒီဗီဒီယိုပြန်ပြီးတော့ကြည့် okay ပြန်ပြီးတော့ကြည့်မှာအဆင်ပြေပါဘာလို့လဲဆိုတော့ဒီမှာရိုက်လိုက်တဲ့ comment တွေလည်းအများကြီးမရှိဘူးပေါ့နော်အဲ့တော့ဒီမှာတစ်ခုက server page ချင်ကျွန်တော် control နဲ့ C နဲ့ရိုက်လိုက်ရသွားပြီဟုတ်ပြီနော် okay အဲ့တော့ဒီတစ်ခုပဲပေါ့နော်အဲ့တော့ control လေးရရတာတစ်ခုပဲရှိမယ်ဘာလို့လဲဆိုတော့ဒီမှာကျတော့သူက signal လို့ခေါ်တယ်ဒါတွေကျွန်တော်တို့အသေးစိတ်မပြောသေးဘူးဗျာဘာလို့လဲဆိုတော့အခုချိန်အသေးစိတ်ပြောလိုက်တိုင်နေပတ်ကုန်မှာပေါ့တယ်မလားအဲ့တော့ဒီ folder တွေကိုရောက်ချင်တယ်ဆိုရင်ခုနကျွန်တော်တို့ target ကိုဖွင့်ရင်တော့ okay maybe ဒီလိုမျိုးPWD ဆိုပြီးကျွန်တော်တို့ current working directory ကိုကြည့်လို့ရအဲ့ဆိုရင်ကျွန်တော်တို့က home ဆိုတဲ့နေရာလေးရအရှိဟာတွေမေးလိုက်နော် home ဆိုတဲ့နေရာရောက်လိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော် CD ဆိုပြီးကျွန်တော် storage ဆိုပြီးတော့သွားမယ်
storage ထဲကိုသွားပြီး ls ခောက်လိုက် ls ခောက်လိုက်ကျွန်တော်တို့ဒီမှာတွေ့တာ 80 ဆို file တွေအဲ့80တွေကျွန်တော်တို့ဝင်လိုက်ရုံပဲဒါပေမဲ့ကိုယ့်ရဲ့ဖုန်းထဲမှာဆိုရင်ခုန80 file ကိုတွေ့နေရမယ်ဘယ်လိုတွေ့ရမလဲဆိုကျွန်တော်ပြမယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော်သုံးတဲ့ file မှန်နေရပြကျွန်တော်သုံးနေကြမို့နည်းနည်းလေးဟိုပါဖြစ်နေတယ်အဲ့တော့ကျွန်တော်ဒါလေးကိုနှိပ်ကြဒါ internet storage ဖြစ်တင်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဘာမှတွေ့မလဲမှန်တော့80တော့မြင်နေရမှာဗျဒါပေမဲ့ဒီမှာမမြင်ရအောင်ဆိုတော့လည်းတိုင်ပတ်နေတယ်အဲ့လိုဆိုတော့ကိစ္စမရှိဘူး target ထဲကိုဝင်လိုက်တည်လား target ထဲဝင်ပြီး storage ထဲကိုဆက်သွား storage ထဲကိုဆက်သွားသူဘာပေါ်လာတယ်လဲဆိုရင်ကျွန်တော်တို့80တော့ပေါ်လာမယ် okay အဲ့ဒီ80တော့တွေမှာကိုယ့်ရဲ့ file manager တွေကနေ access လုပ်လို့ရတယ်เนาะအဲ့လိုဆိုရင်ကျွန်တော်တို့ဒီထဲမှာကိုယ့်ရဲ့ file ကိုသွားပြီးတော့ကြည့်လို့ရတယ်ဒါပဲအဲ့ဆိုအရင်ကြီးလည်းမခတ်ဘူးဖုန်းနဲ့ live ပြီးရေးရလဲအရင်မခတ်ဘူးဒါပေမဲ့တစ်ခုကကြတော့ကျွန်တော်တို့ခုနလိုမျက်လုံးပြဿနာတွေပဲစိုးရင်စရာရှိမှာကျန်တာတွေကတော့ very simple very easy နောက်ပိုင်းကျရင်ကျွန်တော်ဘာကိုဆက်ပြီးတော့သင်ပေးမလဲဆိုရင်နောက် database ခန်းကိုရောက်ခါနေဆိုရင်ကျွန်တော်တို့ database နဲ့ဘယ်လိုချိန်လဲဆိုတဲ့ sample ကိုကျွန်တော်ပြမယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့နောက်ပိုင်းကျွန်တော်တို့က WhatsApp တွေကိုဒီမှာအဓိကထားပြီးတော့မသုံးဘူး PHP ရဲ့ဒီအဓိကဒီခုနပြောတယ်ဗောနော် PHP test ဆိုပဲ local host နဲ့ပဲကျွန်တော်တို့က run ပြမှာအဲ့လိုဆိုတော့ကိုယ့်ရဲ့ folder ထဲမှာ run ခြင်းတဲ့ကောင်စီ index.php file ရှိရင်ဟိုရပြီ okay နော်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီသင်ခန်းစာတော့ဒီလောက်ပဲအဲ့တော့ဒီသင်ခန်းစာကိုကျွန်တော်တို့ကြည်ချင်းအပြင်ကျွန်တော်တို့ Android မှာဆိုရင်ဘယ်လိုမျိုးကျွန်တော်တို့PHP ကို run လို့ရမလဲဆိုတာသိသွားမှာဖြစ်တယ် okay အဲ့ဒါဆိုရင်တော့ဒါပါပဲ